ဘောလုံးကွင်းထဲမှာအထီးကျန်ဆုံးနေရာကိုပြပါဆိုရင်ဂိုးဖမ်းတဲ့နေရာလို့ပဲပြောရပါလိမ့်မယ်။တိုက်စစ်မှုတယောက်အချိန်တရာလွဲချော်နေပါစေတကိုးသွင်းလိုက်တာနဲ့သူဟာဟီးရိုးဖြစ်သွားတတ်ပါတယ်။ဒါပေမဲ့ဂိုးသမားတယောက်ကတော့ပွဲချိန်89မိနစ်လို့အကောင်းဆုံးကာကွယ်ပြထားပါစေ။နောက်ဆုံးမိနစ်မှာအမှားလေးတစ်ချက်လှုပ်လိုက်မိတာနဲ့တစ်သလုံးအပြောခံရမယ်တရားခံဖြစ်သွားတတ်ပါတယ်။ဒီလိုဖီအားတွေပြင်းနှက်နေတဲ့သွေးဖို့အလိုအဆုံးနေရာမှာကြောက်ဆောင်ရင်တစ်ခုလိုမားမမတ်ရက်တီပြီးတော့အာဆနယ်သင်းကို10စုနှစ်တခုကြော်ကြာကာကွယ်ပေးခဲ့တဲ့သူတယောက်ရှိသလိုသူ့ရဲ့ပုံစံကနှကမ်းမွေးကားကားကြီးနဲ့စပိန်ကိုနောက်မှာတက်တက်ရက်စီးနှောင်ထားတတ်တဲ့ဂန်တွေရုပ်သွင်းပါ။ဗျိုင်မဲ့တိုက်စစ်မှုတွေတယောက်ချင်းအပိုင်ကန်သွင်းလိုက်တဲ့ဘောလုံးတွေကိုခက်တီတီပဲလက်တစ်ဖက်ထဲနဲ့ပုတ်ထုတ်ပြတတ်သူ။သူဂိုးပေါက်မှာရှိနေနောက်တန်းကစားသမားတွေအလိုလိုစိတ်အေးသွားစေမဲ့ Safe fans လို့တင်စားခေါ်ရတဲ့သူ။အာဆနယ်သမိုင်းတစ်လျှောက်အကောင်းဆုံးဂိုးသမား 1-0 တဲ့ Arsenal ဆိုတဲ့ခေတ်ကြီးကိုဖန်တီးခဲ့တဲ့မန်တိုင်း Arsenal ကြီးကျယ်ဆုံးစားသမားများစီးရင်နံပါတ်9နေရာမှာဂိုးယူဝင်ကြွားစွာရပ်တည်နေတဲ့ David Seaman ပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ Arsenal ပရိသတ်တွေရဲ့ရင်ထဲမှာထာဝရရှင်သန်နေမဲ့ David Seaman ရဲ့ရင်ခုန်ပွဲဘဝဇာတ်ကြောင်းကိုချန်ပီယံကော်နာကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။1990ခုနှစ်နွေရာသီ Arsenal ရဲ့နီးပြ George Graham ဟာပရိသတ်တွေအားလုံးအားသင့်သွားစေမဲ့အပြောင်းအရွှေ့တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။အဲဒီချိန်က Arsenal ရဲ့ပထမဂိုးသမားဟာ John Luke ပါ။ Luke ဟာ1989ခုနှစ်ကအန်ဖီးမှာလီဗာပူးကိုနိုင်ယူပြီးတော့အမှတ်ပေးဖလားရခဲ့တဲ့နေရာမှာအဓိကကျခဲ့တဲ့ပရိသတ်ချစ်တော်ကြီးပါ။ဒါပေမဲ့ Graham ကအဲ့ဒီပရိသတ်ချစ်တော်ကြီးကိုထုတ်ပယ်ပြီးတော့ကျူပီယာတင်းက David Seaman ကိုပရိဒင်ဂိုးသမားတွေထဲမှာစံချိန်တင်ပြောင်းရွှေ့ကြေးပေါင်1.3 သန်းနဲ့ခေါ်ယူခဲ့ပါတယ်။ Seaman ရဲ့ Arsenal ကိုစရောက်လာတဲ့အချိန်မှာပရိသတ်တွေရဲ့စန့်ကျင်မှုတွေကိုလည်းအလူးလဲခံခဲ့ရပါတယ်။ John Luke is better than the Seaman. John Luke က Seaman ထက်ပိုကောင်းတယ်ဆိုတဲ့သချင်းသံတွေ Highbury Green ထဲမှာပဲ့တင်ထပ်နေခဲ့ပါတယ်။ဒါကစားသမားတစ်ယောက်အတွက်တော့အင်မတန်ခံစားရခက်တဲ့စိတ်ပိုင်းဆိုင်ရာဖိအားပါပဲ။ဒါပေမဲ့စီမန်ဟာပါဇက်နဲ့ပြန်မရှင်းခဲ့ပါဘူး။သူ့ရဲ့လက်စုံသူ့ရဲ့စွမ်းဆောင်ရည်တွေနဲ့ပဲပရိသတ်တွေကိုအတန်တိတ်သွားစေခဲ့ပါတယ်။သူရောက်လာတဲ့ပထမဆုံးရာသီ1990-91မှာပဲအာဆနယ်သင်းဟာလိဂ်ချန်ပီယံဖြစ်ခဲ့ပါတယ်။ပိုပြီးအံ့ဩစရာကောင်းတာကအဲ့ဒီ38ပွဲလုံးမှာစီမန်ဟာ23ပွဲတိတိဂိုးမပေးအောင် clean sheet ကာကွယ်နိုင်ခဲ့ပြီးတော့တရားသီလုံးတွေမှာ18ဂိုးရဲသာခွင့်ပြုခဲ့ရတာပါ။ Leeds United, Manchester United, Liverpool လိုအသင်းကြီးတွေရဲ့အသေးလဲတိုက်စစ်စစ်မှုတွေကိုစီမန်ကဇွဲကြိုးချကာကွယ်ပြခဲ့ပါတယ်။အဲဒီချိန်ကစလို့ Highbury ကွင်းကြီးထဲမှာဂျွန်လူကစ်နာမည်ပျောက်ကွယ်သွားပြီးတော့ Safe fans ယုံကြည်စိတ်ချရဆုံးလက်တစုံဆိုတဲ့ဂုံပုံးနဲ့တူ David Seaman ဆိုတဲ့နာမည်ကနေရာယူသွားခဲ့ပါတယ်။1990ပြည့်လွန်နှစ်တွေကအာဆင်နယ်နောက်တန်းဆိုတာဥရောပတိုင်းလုံးမှာနာမည်ကြီးပါတယ်။ Leaderson, Tony Adams, Steve Bowles, Nigel Winterburn ဆိုတဲ့ကြော်ကြားလှတဲ့ famous back four ရဲ့အနောက်မှာစီမန်ရှိနေတာဟာခံစစ်ခံတပ်ကြီးတစ်ခုကိုတမနီတကားကြီးတက်ဆင်လိုက်သလိုပါပဲ။စီမန်ရဲ့ဂိုးဖန်တဲ့စတိုင်ဟာခေတ်ပြိုင်ဂိုးသမားတွေဖြစ်တဲ့ပီတာရှမိုက်ကယ်လိုအော်ဟစ်ကျင်းမောင်းနေတဲ့ပုံစံမျိုးမဟုတ်ပါဘူး။သူဟာအင်မတန်အေးဆေးတည်ငြိမ်ပါတယ်။ဘောလုံးလာမယ့်လမ်းကြောင်းကိုကြိုတင်ဖတ်နိုင်စွမ်း anticipation နဲ့နေရာယူမှုဆိုတဲ့ positioning မှာ paramation တယောက်ပါ။ဒါကြောင့်လေခြားဂိုးသမားတွေအသေးအတန်ခုန်ပြန်ကာကွယ်နေရတဲ့အလုံးတွေကိုစီမန်ကတော့သူ့စီအလိုလိုရောက်လာသလိုမျိုးအေးဆေးဆေးပဲဖမ်းပြတတ်ပါတယ်။ဒါဟာကံကောင်းတာမဟုတ်ပါဘူး။ပြိုင်မဲရဲ့ခြေလမ်းကိုကြိုဖတ်နိုင်တဲ့သူ့ရဲ့ဉာဏ်ရည်ပါပဲ။သူ့ရဲ့သွေးကောင်းဆန်တဲ့အခိုက်အတန့်တွေကိုပြပါဆိုရင်1994ခုနှစ်ဥရောပဖလားရရှိသူများဖလား Cup Winners' Cup ဘောလုံးပွဲကိုပြပါလိမ့်မယ်။အဲဒီပွဲမှာအာဆနယ်ဟာဇိုလာ၊ အက်စပရီလာတို့လိုကမ္ဘာ့အဆင့်တိုက်စစ်မှုတွေပါဝင်တဲ့အီတလီကလပ်ပါမာအသင်းကိုရင်ဆိုင်ခဲ့ရတာပါ။တရားရှိနေပေမဲ့စီမန်ကတော့နာကျင်မှုကိုအန်ကျိတ်ပြီးတော့ကွင်းထဲမှာမားမမတ်ရပ်တည်ခဲ့ပါတယ်။ပါမာတိုက်စစ်မှုတွေရဲ့အပိုင်ကန်ချက်တွေကိုတစ်ချက်ချင်းကာကွယ်သွားခဲ့တဲ့သူ့ရဲ့စွမ်းဆောင်ရည်ကတော့အာဆင်နယ်ပရိသတ်တွေအတွက်ထာဝရမမေ့နိုင်တဲ့သွေးကောင်းရဲ့အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပါတယ်။အဲဒီပွဲမှာအာဆင်နယ်1-0နဲ့နိုင်ပြီးတော့ဥရောပဖလားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။1996ခုနှစ်မှာအာဆင်ဝင်းကရောက်လာတဲ့အခါလူဒရိုများကစီမန်ရဲ့ခေတ်ကုန်ပြီလို့ထင်ခဲ့ကြပါတယ်။ဝင်းကားရဲ့မြန်ဆန်တဲ့တိုက်စစ်ကစားကွယ်ခေတ်မီတဲ့လေ့ကျင့်နည်းစနစ်တွေနဲ့အသက်30ကျော်နေပြီဖြစ်တဲ့စီမန်အံဝင်ပါမလားဆိုပြီးတော့တန်တရားဝင်ခဲ့ကြပါတယ်။ဒါပေမဲ့စီမန်ဟာစီမန်ပါပဲ။သူဟာဝင်းကားရဲ့စနစ်သစ်မှာအကောင်းဆုံးအဝင်ခွင့်ကြားဖြစ်အောင်ပြောင်းလဲနိုင်ခဲ့ပြီးတော့1999-98ရာသီနဲ့2001-2002ရာသီတွေမှာပရီးမီးယားလိနဲ့ FA ဖလားဒဘယ်တွေကိုနှစ်ကြိမ်တိုင်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ရှေ့တန်းမှာ Onry, Bagat, Pires တို့ကအနုပညာဆန်ဆန်တိုက်စစ်ဆင်နေချိန်နောက်တန်းမှာစီမန်ရှိနေတာဟာအသင်းတစ်သင်းလုံးကိုစိတ်ချလက်ချရှေ့တက်နိုင်အောင်ကြောတောင်းနောက်ခံပေးထားနိုင်ခဲ့တာပါ။သူ့ရဲ့ကစားသမားဘဝတစ်လျှောက်လုံးမှာအကောင်းဆုံးကာကွယ်မှု best save ကိုပြပါဆိုရင်တော့ပရိသတ်တိုင်းပြင်းပြင်းမေးကြမှာက2003ခုနှစ် FA ဖလားဆီမီဖိုင်နယ်ပွဲစဉ်မှာပြိုင်ဘက်က Sheffield United ကစားရေးကွင်းက Old Trafford ကွင်းကြီးပွဲချိန်84မိနစ်အာဆနယ်က1-0နဲ့နိုင်နေချိန်တောင်းခံဘောကနေတဆင့် Sheffield သင်းရဲ့
ပေါ်ပတ်ချီဆိုလီတို့က6ပေါင်းနဲ့3ခိုက်အကွာလောက်ကနေအပိုင်ခေါင်းတိုက်ချလိုက်ပါတယ်။စီမန်ကရှေ့တိုင်ဘက်ကိုရွေသွားပြီးဖြစ်နေလို့ဘောလုံးကသူ့ရဲ့အနောက်ဘက်6စီးတဲ့ကိုဝင်ဖို့တေချာတော့ရှိသွားပါပြီ။အားလုံးက6ပြီလို့ထင်လိုက်တဲ့အချိန်လေထဲမှာဆိုင်းနေတဲ့စီမန်ဟာသူ့ရဲ့ညာလက်ကိုအနောက်ကိုအစွမ်းကိုလှမ်းဆန့်ထုတ်လိုက်ပြီးတော့6စီးပေါ်ရောက်နေတဲ့ဘောလုံးကိုမယုံနိုင်စရာကောင်းလောက်အောင်ကောထုတ်လိုက်ပါတယ်။ဘောလုံးဥပဒေသားတွေကိုရောယူဘဗေဒသဘောတရားတွေကိုပါစန့်ကျင်ပြီးတော့ကာကွယ်လိုက်တဲ့အဲဒီ save ဟာ FA ကပ်သမိုင်းရှောက်အကောင်းဆုံး save တွေထဲကတစ်ခုလို့သတ်မှတ်ခံခဲ့ရပါတယ်။အဲဒီကာကွယ်မှုဟာပွဲကြီးစဉ်ပေါ်ကကြီးစုနေတဲ့ပရိသတ်တွေကိုအံ့ဩစေခဲ့ပါတယ်။အသက်39နှစ်အရွယ်ဂိုးသမားတစ်ယောက်ရဲ့တုံ့ပြန်မှု reflex လို့ဘယ်သူမှရှုံနိုင်စရာမရှိခဲ့ပါဘူး။အဲဒီပွဲဟာစီမန်ကစားသမားဘဝနောက်ဆုံးပိုင်းမှာလည်းအမှတ်ရစရာအခိုင်အတန့်တစ်ခုဖြစ်ခဲ့ပါတယ်။2002-2003 ရာသီအကုန်မှာတော့ David Seaman ဟာ Arsenal တင်းကနေ Manchester City တင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ Arsenal ကစားသမားဘဝ73နှစ်တာကာလအတွင်းမှာသူဟာပွဲပေါင်း964ပွဲကစားပေးခဲ့ပြီးတော့ League Champion 3 ကြိမ် FA ဖလား4 ကြိမ်လီဖလားတစ်ကြိမ်နဲ့ဥရောပဖလားရရှိသူများဖလားတစ်ကြိမ်တို့ကိုစုကူးနိုင်ခဲ့ပါတယ်။သူထွက်သွားတဲ့ချိန်ကစလို့ Arsenal တင်းဟာလိမ့်မန်ပေါ်လာတဲ့အချိန်ထိပြီးတော့လိမ့်မန်ပြီးတဲ့နောက်ပိုင်းနှစ်ပေါင်းများစွာစီမန်လိုယုံကြည်စိတ်ချရတဲ့ဂိုးသမားမျိုးကိုရှာတွေ့ဖို့အတော်လေးကိုရုန်းကန်ခဲ့ရပါတယ်။ဒါဟာ David Seaman ဆိုတဲ့ကစားသမားရဲ့လွှမ်းမိုးမှုဘလောက်ကြီးမားခဲ့တယ်လဲဆိုတာကိုပြသနေတာပါ။သူ့ရဲ့ကစားသမားဘဝမှာဝေဖန်မှုတချို့ဥပမာ Ronaldinho free kick ကိုခွင့်ပြုခဲ့ရတာမျိုးရှိခဲ့ပေမဲ့ Arsenal ပရိသတ်တွေအတွက်ကတော့သူဟာထာဝရဒဏ္ဍာရီပါပဲ။ ပယ်နတီတွေကောက်ဝင်ပြီးတိုင်းမှာလက်သီးဆုပ်ပြီးတော့အော်ဟစ်အောင်မဲခံတတ်တဲ့ပုံစံဖလားတွေကမြောက်တိုင်းတွေ့ရတတ်တဲ့သူ့ရဲ့အပြုံးဒါတွေဟာ Highbury ကွင်းကြီးရဲ့မမေ့နိုင်စရာမှတ်ညံတွေအဖြစ်ကိန်းအောင်နေစေပါ။ဒါကြောင့်လေ David Seaman ဆိုတဲ့နာမည်ဟာ Arsenal တင်းရဲ့ကြီးကျယ်ဆုံးစားသမားစီးရင်မှာနံပါတ်9နေရာအဖြစ်ဂုဏ်ယူဝင်ကြွားစွာနဲ့ထာဝရကပီးတင်ကြံ့ရင်နေခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့တော့လောက်ပါပဲဗျာ။ကျွန်တော်ချန်ပီယံကော်နာကနေ Arsenal တင်းရဲ့ကြီးကျယ်ဆုံးစားသမားတွေကိုအစင်လိုက်ဆက်လက်တင်ဆက်ပေးတော့မှာမို့ page လေးကို like and follow လုပ်ထားဖို့မမေ့ပါနဲ့အောင်။အားပေးကြတဲ့ပြည်သူများလည်းစိတ်ချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ချန်ပီယံကော်နာဝိုင်းတော်သားများကဆုတောင်းပေးလိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။